Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဦးပါပေါ့နော်တိတိမိမိလေးနဲ့အရန်စားလို့ကောင်းတဲ့ဒီဒဝဲမိုးလက်တူလေးတို့စားသမားပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှင်တော့ let's go ဦးတို့ငါးအနေနဲ့ပေါ့နော်လိုမျိုးပလာဒူးအကောင်အကြီးနှစ်ကောင်သုံးထားပါတယ်ပုံမှန်ဆိုလို့ရှင်တော့ဒီဒဝဲမိုးလက်တုပ်ကဒီပင်လယ်ငါးတွေဖြစ်တဲ့ငရောင်းချင်းတို့ငရွှေတို့နဲ့လည်းချက်ပါတယ်ဒါပေမဲ့ဦးကတော့ထိုင်းမှာအရန်ပေါ်တဲ့ဒီပလာဒူးလေးနဲ့ချက်ပါမယ်ပထမဦးဆုံးဒီရေစေးတန့်စင်ထားတဲ့စပယ်လင်လေးတွေကိုအသေးချာလေးကြမွေလေးနဲ့ထူလိုက်ပါမယ်။ဥလိုမျိုးသေးချာလေးထူထောင်းထားတဲ့စပယ်လင်လေးတွေကိုချီလိုက်ပါမယ်။ဥကိုစပယ်လင်ချီနီးလေးပြပါအောင်ဆိုရင်အန်ဒီတော့တစ်ခါလေးချီပြလိုက်မယ်နော်။စပယ်လင်ကဒီအရင်ပိုင်းကိုလုံးဝကွဲအောင်လို့ထူလိုက်လို့ရှိရင်ပျော့သွားပါတယ်။ပျော့သွားတဲ့အချိန်မှာဥတို့ခောက်ပြီးတော့ဒီတိုင်းချီလိုက်ပါမယ်။ဥတို့ရခိုင်ကြက်မီဖုတ်ဟင်းတို့ကြက်သားတောက်ဆန်တို့အများစုမှာစပယ်လင်တွေကိုလိုပဲချီပြီးထည့်ပါတယ်။တန်ရိုးရိုးလေးချီလိုက်ရမှာပဲ။ကဲဒါဆိုဦးတို့စတယ်ပါတော့မယ်ပထမဦးဆုံးဦးအိုးလေးကိုဒီပလာတူးငါးလေးနှစ်ကောင်ထည့်လိုက်ပါမယ်စောကချီထားတဲ့ဇပလင်လေးနှစ်ချောင်းထည့်ပါမယ်ပြီးရင်တော့ဦးတို့ဒီထဲကိုဆနွင်းမုံလေးဇပွဲတင်စုံတစ်စုံလောက်ထည့်လိုက်ပါမယ်အယောင်ဝါးလေးဒီတဝဲမုံလက်တုပ်ကလှလေးမို့လို့ပါပြီးရင်တော့စားအနှင်းငယ်စသားမုံအနှင်းငယ်ထည့်ပြီးတော့ဦးတို့ပြုတ်လိုက်ပါမယ်ခုလိုဒီငါးပြုတ်နေရဲ့အစင်မှာပဲဒီတဝဲမုံလက်တုပ်တွေရဲ့အသက်ဖြစ်တဲ့အချင်းရတာထည့်ပါမယ်ပုံမှန်ဆိုလို့ရှိရင်တော့ပအုံးကြီးရှာလို့လွယ်တဲ့နေရာမှာပအုံးကြီးသုံးပါတယ်ပအုံးကြီးရှာလို့မလွယ်ဘူးဆိုလို့ရှိရင်တော့လိုမျိုးအချိုရတာအချင်းရတာနှစ်မျိုးလုံးပါတဲ့ဒီရှာလကာကြီးပေါ့နော်တဘာဝအသီးတွေကနေထုတ်ထားတဲ့ဒီအုံးကြီးရှာလကာကြီးဆန်ရှာလကာကြီးဒီ apple cider vinegar ဒါမှမဟုတ်လို့ရှိရင် red wine vinegar ဒါလေးတွေသုံးလို့ရပါတယ်ဥကတော့ဒီနေ့ဆန်ရှာလကာကြီးလေးကို3စုံလောက်ထည့်လိုက်ပါမယ်ပုံရည်နေရတော့အကောင်းဆုံးပါပဲခုဒီမှာပေါ့နော်အိုးလေးကပွက်ဆူဝိုင်းဆိုတဲ့အဆင့်မှာဒီငါးရယ်ဇပလင်ရယ်ကိုလိုမျိုးညက်လေးနဲ့ပဲဖယ်လိုက်ပါမယ်ငါးကိုတော့အယိုးထွင်ပါမယ်ဇပလင်ကိုတော့ပြစ်လိုက်ပါမယ်ခုဒီမှာပလာတူးလေးပြင်ပြီးသွားပါပြီဒီပလာတူးလေးတွေကိုစောစောဟင်းရိုးတဲ့တစ်ခါရေးပြန်ထည့်လိုက်ပါမယ်တကယ်ကငါးဦးနဲ့ဆိုပိုစားလို့ကောင်းတယ်ငါးဦးကမရလာခဲ့ဘူးမနေ့ကဆန်မမှာတော့ဝဲခုတလေဈေးကငချင်းဦးလက်ဆောင်ပေးတဲ့အမကြီးတော့တတိရပါတယ်ဒီမှာငါးရဲ့အသားလေးတွေထည့်ပြီးွားပြီဆိုလို့ရှိရင်ဦးဒီအယိုးတွေကိုလည်းအလွတ်မပေးပါဘူးနှစ်ခေါက်လောက်ဟင်းရည်လေးထည့်ပြီးတော့အသေးချလေးဒီဇွန်းဖင်လေးနဲ့ခြေပြီးပြန်ထည့်ပါမယ်ခုဒဝဲမုတ်လက်တုပ်ဟင်းရဲ့အချိုရတာအတွက်လည်းဒီစက်သွန်လေးတွေကိုတိထည့်လိုက်ပါမယ်ခုဟင်းရည်လည်းစက်တော့မှာဆိုတော့ topping တင်မဲ့ပစ္စည်းလေးစားလှီလိုက်ကြအောင်နော်ကဲဒါဆိုလို့ဆက်စားပါတော့မယ်ပထမဆုံးတမရည်လေးညှစ်လိုက်ပါမယ်မယုတ်တိအလှော်မုံကြိုက်တဲ့လူဆိုအလှော်မုံထည့်စားလို့ရပါတယ်ဒါလေးကချင်းချင်းဆက်ဆက်နဲ့စပလင်အရသာနဲ့ green ရှင်းရှင်းလေးစားရတဲ့မုတ်လက်တော့ပါတော့ငါအရသာနဲ့စပလင်အရသာနဲ့ကအဓိကအရေးကြီးလေးဆိုပေမဲ့အရန်စားလို့ကောင်းပါတယ်ကိုကမုတ်တီစားပြီးကြီးလာလို့လားမသိဘူးမုတ်တီလည်းကြိုက်တယ်လူမျိုးထဝဲမိုးလက်တုပ်လိုမျိုးတွေလည်းကြိုက်တယ်ပြီးတော့ဒီခောက်ဆွဲဒီဒါဆိုလဲဆက်ခောက်ဆွဲပဲခောက်ဆွဲရဲ့ဟင်းရဲ့ပါတဲ့ဟာမျိုးဆိုအရန်ကြိုက်ပါတယ်လူဒီမုံထိုင်လိုက်မှာကွာတီးပဲစားကလေးခွေကြော်နဲ့လည်းအရန်လိုက်ပါတယ်စားကလေးခွေကြော်ကဝယ်ရမလွယ်လို့မထည့်တာပါအရန်လိုက်ပါတယ်သူနဲ့လည်း